ဒီနေ့ထမင်းစားကြမယ်နော်ဒီနေ့ကတော့ဒီမှာဘာငါပြည့်ရဲတိုးစရာတော့ဒါပဲဒီမှာဒါကတော့ဒီမှာကြည့်ဟိုဘာတော့ဘာလဲချင်းပေါင်ကိုငါးနဲ့ကြော်ထားတယ်ဒီမှာဒါကတော့ကျက်ဥတွေဟင်းကစားမယ်နော်ကျက်ဥနဲ့အာလူနဲ့ချက်ထားတယ်ကျက်ဥအရှင်းနိုင်နဲ့အာလူနဲ့ချက်ထားတယ်ကဲအားလုံးမစားကြပါဘူးလို့အရင်ဦးဆုံးခေါ်ကြွရနော်ကဲစားပြီမွေးနေရတယ်ဘာအရင်စားနေလဲကဲမလက်စေးပြီးသွားပြီနော်ကဲအားလုံးပဲနော်မြန်မာပြည်ကနေဟိုင်းကိုတွားရှင်နေဖြစ်စေထိုင်းကနေမြန်မာပြည်ပြန်ဆင်းရှင်နေဖြစ်စေကားချို့ပို့ပေးရနော်အလုပ်မရှိသူတွေလည်းအလုပ်ပါခေါ်ရနော်အလုပ်ပါရှာပေးရနော်အလုပ်စက်ရုံထဲရောက်ဖက်သွင်းပေးတယ်နော်အလုပ်ရုံထဲရောက်ရင်တခါတည်းထိုင်းနေထိုင်ခွင့်ဗတ်ရိုက်ပေးရနော်ဘာရှင်ပေါင်လေးနဲ့ငနီတူးနဲ့ကြော်ထားတာချင်းချင်းဆက်လိုက်ကောင်းတယ်ဒါရီအားလုံးရောက်ကြလဲရအလူရောကောင်းဒီလိုဒီရလို့အစမ်းတော့ပဲနော်မှန်ဟာနေမှာပြန်သိချင်တယ်လို့ပဲနော်ပြန်မျိုးမှရှိတယ်မကောက်ပြန်မှလာထဲကြော်လားကားလာချိုးပေးရနော်ပြန်မျိုးပြန်မျိုးဖြစ်ပြန်မလဲအဲ့ဒီပြန်မျိုးကိုအရောက်ထိပေးရနော်အဲ့ဒါချစ်စီဖြစ်စေနေတိုင်းချိုးဖို့ပဲနော်ဒီဝါမင်းသားနဲ့ကိုပြေးလိုက်